ဒီအသုံးတွေအကုန်လုံးကို go ကိုသုံးပြီးပြောလို့ရတယ်နော် okay ကြည့်ကြမယ်တစ်ခါလေးရအောင်လို့တော့နော်ပြေးတာဆိုရှင် go for a run I usually go for a run in the morning ပုံမှန်အဖြစ်ကမနက်မှာပြေးတယ် I usually go for a run in the morning okay နိုင်ငံခြားသွားဆိုရှင် go abroad I want to go abroad to work နိုင်ငံခြားမှာအလုပ်လုပ်ဖို့သွားရင်လည်း I want to go abroad to work okay တိုးတာဟင်းဆိုရှင်တိုးတာပေါ့နော်နွားနို့ဆိုရှင်ချင်သွားတဲ့ဟာအဲ့ဟာကို go back ဆိုတုံးပြောလို့ရနော် The curry has gone bad ဟင်းကတိုးသွားပြီ The curry has gone bad don't eat it မစားနဲ့တော့ okay throw it away လွှင့်ပစ်လိုက်ပေါ့အိယာဝင်တာဆိုရှင် go to bed I usually go to bed at 11 p.m. ပုံမှန်အဖြစ်ကျွန်တော်7နာရီမှာအိယာဝင်တယ် I usually go to bed at 11 p.m. ဈေးဝယ်ထွက်တာဆိုရှင် go shopping let's go shopping this weekend အခုလာမယ့် weekend မှာငါတို့ shopping ထွက်ကြရအောင်ဈေးဝယ်ထွက်ကြရအောင် let's go shopping this weekend စမ်းကြည့်ရဆိုရှင် give it a go I've never played chess but I'll give it a go ငါတခါမှစစ်လို့ရမကစားဘူးဒါပေမဲ့စမ်းကြည့်မလေ I've never played chess but I'll give it a go okay စသဖြင့်ပြောလို့ရပါတယ်အခုလိုမျိုးအသုံးတွေကကိုယ့်အတွက်ထောက်ကူဖြစ်လာမသိဘူးဖြစ်တဲ့ဆိုရင် comment မှာ yes လို့ရေးတော့ပါနောက်ထပ် video အသစ်တွေလွတ်မသွားအောင်လို့လဲဒီ page ကို follow လုပ်ထားဖို့မမေ့တော့နော် bye bye see you in the next video